ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့စူးဟော်ရာကဘာ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့လမ်းသုံးခွဆုံတဲ့နေရာမှာအိမ်ဆောက်ပြီးနေထိုင်မိခဲ့တဲ့မချောတို့လင်မယားရဲ့ဖြစ်ရစမ်းကျင်ဇလံလေးပဲဖြစ်ပါတယ်။ကျမတို့မြန်မာလူမျိုးတွေအနေနဲ့လမ်းသုံးခွဆုံတဲ့နေရာမှာအိမ်မဆောက်ကောင်းမှုဆိုတဲ့စကားကိုရှင်းလူကြီးသူမတွေပြောတာကြားဘူးကြပါလိမ့်မယ်။ဒီလိုဘာကြောင့်ပြောရတယ်လဲဆိုရင်လမ်းဆုံလမ်းကွာလိုနေရာမျိုးတွေကတစီပြိတ်တာတရေနာနာပေါင်ဝတွေအင်မတန်ကိုနေပြောကြတဲ့နေရာဖြစ်နေလို့ပါမတူညီတဲ့လမ်းတွေပေါ်မှာဖြစ်တည်လာတဲ့မကျွတ်မလွတ်သေးတဲ့တရေတွေကလမ်းဆောင်လမ်းကွာလိုနေရာမျိုးတွေမှာအတူတကွလာရောက်နေထိုင်ကျဆာကြလေရှိပါတယ်ဒါကြောင့်လေလမ်းဆောင်လမ်းကွာတွေမှာအိမ်တွေဆိုင်တွေမဆောက်ကောင်းပါဘူးနောက်ပြီးတော့ဈေးဆိုင်တွေတခြားစီးပွားရေးလုပ်ငန်းတွေကိုလည်းအဲ့ဒီနေရာတွေမှာလုပ်မယ်ဆိုရင်လေတိတ်ပြီးတော့အကျိုးမြတ်ကမဖြစ်ထွန်းဘူးလို့ပြောကြပါတယ်တကယ်လို့မဖြစ်မနေအိမ်ဆောက်ရမယ်ဆိုရင်တော့လမ်းဆောင်မှာရှိတဲ့တရေတွေကိုခေါ်စာလို့ခေါ်တဲ့တရေစာကျွေးမွေးရပါတယ်။ဒါမှအိမ်သားတွေကိုမနှောက်ယှက်မှာဖြစ်ပါတယ်။ဒီလိုကိစ္စတွေကိုတချို့လူတွေကတော့သိပြီးတော့အယုံကြည်မရှိကြပါဘူး။ဒါပေမဲ့အခုပြောပြပေးမယ့်ဇလန်းလေးကိုကြားပြီးသွားရင်တော့ပရိသတ်ကြီးရဲ့စိတ်ထဲမှာဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့အတော်လေးကိုယုံကြည်သွားကြလိမ့်မယ်လို့ထင်ပါတယ်။ဒါကြောင့်ဒီဇလန်းလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အတွက်မေတ္တာရက်ခံပေးပါစေ။တခါတော့ကိုပြုံးနဲ့မချောလို့ခေါ်တဲ့ညကစားလမြားနဲ့ဟာတိုးတိမ်ထူထောင်မှုအတွက်မော်လမြိုင်မြို့တွေမှာရှိတဲ့လမ်းသုံးခွဆုံတဲ့နေရာမှာအိမ်တလုံးစောက်ပြီးနေထိုင်မှုအတွက်ဆုံးဖြတ်ခဲ့ကြပါတယ်။အဲဒီအိမ်လေးကကျိုက်ထုံမြို့နဲ့မော်လမြိုင်မြို့ကိုဆက်သွယ်ထားတဲ့ကားလမ်းမပေါ်မှာတည်ရှိပြီးတော့သူနဲ့မျက်နှာချင်းဆိုင်မှာတော့ကြာအင်းရွာကိုတွားတဲ့ကားလမ်းမကြီးတစ်ခုရှိနေပါတယ်။မချောတို့လမြားနဲ့ကသားတွေသမီးတွေရပြီးအသက်ကြီးကြတဲ့အထိဒီအိမ်လေးမှာနေဖို့ဆုံးဖြတ်ထားခဲ့ကြတာပါလမ်းသုံးခွဆုံတဲ့နေရာမှာအိမ်ဆောင်နေမယ်ဆိုတာကိုမချောရဲ့အမေတော်မြတ်နဲ့တည်တော့ရှင်းလူကြီးပြီးစိုးရင်တကြီးနဲ့တားမြစ်ခဲ့ပါတယ်ဒါပေမဲ့ခေပညာတတ်တွေဖြစ်ကြတဲ့မချောတို့လမြားနဲ့ကတော့ဒါတွေကိုတိတ်ပြီးတော့အယုံကြည်မရှိပါဘူးငါသမီးရဲ့ညီအိုက်လိုနေရာမျိုးမှာတကယ်သွားနေတော့မလို့လားလမ်းသုံးခွဆုံတဲ့နေရာမှာအိမ်မဆောက်ကောင်းဘူးဟဲ့အမေတို့နဲ့ပဲအတူနေပါလားသမီးရဲ့ညီယောက်ျားကိုပြုံးကိုလေအကျိုးအကြောင်းပြောပြပေါ့ဟာအမေကလေအဲ့ဒီရှီယူဆွေအတွေ့ကအခုခေတ်မှာဘာမှအသုံးမဝင်တော့ဘူးအမေကိုပြုံးတဲ့သမီးကြီးစားဘဝတွေကအဲ့နေရာလေးကိုအတော်ကိုသဘောကျလို့လက်ထပ်ပြီးရင်အဲ့ဒီနေရာလေးမှာပဲနေကြမယ်လို့တွေးထားကြတာအခုလေပြောင်းမှုကအစင်းသစ်ဖြစ်နေပြီအေးပါညီတို့ခေတ်လူငယ်တွေကဘာကိုမှအယုံကြည်ရှိကြတာမဟုတ်ဘူးကဲဒါဆိုရင်လေအိမ်ရှိမှာအဆောင်သဘောမျိုးနဲ့အထက်ကန်ပုံမှန်ချက်လေးကိုချိတ်ထားကြားလားကဲဟုတ်ပါပြီအမေရဲ့ချိတ်ထားလိုက်ပါမယ်။မချောလေးသူ့အမေစိတ်ချမ်းသာအောင်ရှစ်တောင်ပုံမှန်ချက်လေးကိုချိတ်ထားမယ်လို့ပြောခဲ့ပေမဲ့လေစိတ်ထဲမှာတော့အမှုမဲ့အမှတ်မဲ့အဖြစ်သာသဘောထားလိုက်ပါတယ်။ဒီလိုနဲ့မချောနဲ့ကိုပြုံးလို့လေလမ်းသုံးဝဆုံတဲ့အပေါ်ကအင်္ဂတစ်လေးကိုပြောင်းလာခဲ့ကြပါတယ်။မပြုံးဟာအိမ်လေးကိုဆဆရောက်ချင်းမှာပဲနေရာကျလှပလွင်တဲ့အိမ်လေးကိုအတော်ကိုသဘောကျသွားခဲ့ပါတယ်။လမ်းသုံးဝဆုံဆိုတဲ့အတိုင်းပဲလမ်းပေါ်မှာလူတွေကားတွေနဲ့အမြဲစီကားနေတာကြောင့်စီးပွားရေးလုပ်ငန်းလုပ်ဖို့အကွက်ကွင်ကောင်းတဲ့နေရာတစ်ခုလို့ဆိုနိုင်ပါတယ်။ဒီလိုနဲ့ယောက်ျားဖြစ်သူကိုပြုံးနဲ့တိုင်ပင်ပြီးတော့အင်းရှိမြေကွက်လက်လေးမှာထမင်းဆိုင်လေးဒီဇိုင်းဖွင့်ဖို့တိုင်ပင်ကြပါတယ်။တကယ်လို့ထမင်းဆိုင်လေးသာဖွင့်ပြမယ်ဆိုရင်အချိန်တိုတိုအတွင်းမှာအောက်တယ်တွေအများကြီးရနိုင်မယ်ဆိုတဲ့အကြောင်းကိုလေယောက်ျားဖြစ်သူကိုပြောပြနေခဲ့ပါတယ်။ယောက်ျားဒီအိမ်လေးကစီးပွားရေးလုပ်မယ်ဆိုရင်အတော်အကွက်ကွင်ကောင်းတဲ့နေရာလေးပဲသိလား။အဲ့ဒါကြောင့်လေချောကတော့အင်းရှိမှာထမင်းဆိုင်လေးပွင့်ချင်မိတယ်မကောင်းဘူးလားယင်ကောင်းတာပေါ့မိမရယောက်ျားလေးငကိုတွေကအဲ့လိုမျိုးစဉ်းစားမိပါတယ်ဒါပေမဲ့ချက်ကင်နဲ့ရိုးတရားတမောတီးတောင်းဆိုင်လေးကိုအရင်ဖွင့်ကြည့်ရင်ကောင်းမယ်တဲ့နဲ့ဘာလို့လဲဆိုတော့ဒီနာလမ်းသားလမ်းလာတွေများတော့ပါဆွဲဆွဲလို့ရတဲ့စားတောက်နေပဲအဆင်ပြေမှာနောက်ပိုင်းဖောက်တယ်တွေများလာရင်တော့ထမင်းဆိုင်လေးထပ်ဖွင့်ကြတာပေါ့ကွာဒီလိုနဲ့မချောတို့လည်းမရလေးအင်းရှိမှာအေးမျိုးစုံနဲ့ချက်ကင်နဲ့အထောင်းမှာရတဲ့ဆိုင်လေးကိုဖွင့်လိုက်ပါတော့တယ်မချောတို့ဆိုင်ဖွင့်နေဆိုတဲ့သတင်းကိုကြားတော့မချောရဲ့အဖေနဲ့အမေလေးမှားစရာရှိတာမှာဖို့အတွက်ရောကနေမြို့ကိုတက်လာခဲ့ကြပါတော့တယ်။အော်မိချောရဲ့ညီကလေးမိဘစကားဆိုရင်ဘယ်တော့မှကိုနားမထောင်ဘူး။ဒီအိမ်ကိုမပြောင်းခင်ကလေးကအိမ်ရှိမှာအထက်ကံပုံမှန်ချက်လေးကိုချိတ်ထားဖို့ပြောတယ်လေ။အခုထိကိုမချိတ်ရသေးဘူး။အခုအမြန်သွားရှာပြီးတော့အိမ်ရှိမှာချိတ်ထားလိုက်စမ်းပြီးတော့မနှက်ပြန်ဆိုင်မဖွင့်ခင်လက်မန်းတစ်ချက်မှာစားပွဲတောက်ပွဲနည်းနည်းလောက်ပြင်ဆင်ပြီးတော့ဒီလွန်ကွာဆောင်မှာရှိတဲ့အဆောင်ရှောက်တွေကိုပူဇော်ပတ်တာအောင်ကြားလား
ကဲပါလေမထူးပါဘူးဘလို့ပူဇော်ရမလဲဆိုတာငါအရင်ဆုံးပြမယ်ဒီမှာကြည့်မချောရဲ့အမိတော်များနဲ့လေပြောပြောဆူဆူနဲ့လက်မန်တစ်ချက်တည်းမှာငပြောရွက်ကိုခင်းပြီးကြက်ကင်တကောင်နဲ့တမောသီးတောင်းကိုလင်းလင်းမြဲမြဲမင်းပြင်ဆင်လိုက်ပါတယ်အဲဒီနောက်လက်မန်းကိုဆိုင်ရှိကဓာတ်တိုင်နာမှာချပြီးတော့အမွှေးရန်ကိုเจ้าကိုမိမိလိုက်ရင်မြေပေါ်မှာကြုံကြုံလေးထိုင်ကနောက်ကလေးဆိုင်ရပိုင်ရတွေကိုတွတ်တွတ်နဲ့ပူဇော်နေပါတယ်ဒီလိုနဲ့ဆိုင်ဖွက်တဲ့နေ့မှာပဲမယုံနိုင်စရာကောင်းလောက်အောင်ကိုစားသုံးသူတွေကတယောက်ပြီးတယောက်ရောက်ရှိလာပြီးတော့အတော်လေးကိုရောင်းကောင်းခဲ့ရပါတယ်မနက်9 နာရီလောက်ကနေစရောင်းခဲ့တာနေ့လယ်ကိုရောက်တဲ့အထိလက်မလည်အောင်ကိုရှောင်းအောင်ကောင်းခဲ့ပါတယ်ကဲတွေ့ပြီမလားသမီးအမေပြောသားပဲသူတို့ကိုနေ့တိုင်းတေချာပူဇော်ပတ်တာရင်ဒီနေ့ထပ်ပိုးပြီးရောင်းရအောင်မနက်ဖြန်ရောက်ရင်လေပူဇော်ပေးဖို့မမေ့နိုင်အောင်နော်အဲဒီနောက်တော်များနဲ့လေမချောရုဆိုင်ကိုကူသိမ်းပေးခဲ့ပြီးမှမှာစရာရှိတာတွေမှာပြီးလက်မယားနှစ်ယောက်ရွာကိုပြန်သွားခဲ့ပါတော့တယ်ဒီလိုနဲ့နောက်တနေ့မနက်ကိုရှောင်းတဲ့အခါမှာတော့မချောတို့လက်မယားနှစ်ယောက်အိယာကနေအစောကြီးထားပြီးဆိုင်ဖွင့်မှုအတွက်ပြင်ဆင်နေခဲ့ကြတယ်ကဲမိမကြီးရောက်ခမကြီးပြောတဲ့အတိုင်းကတော့ဝယ်ပေးဖို့လုံအောင်ဟာအမလေးယောက်ျားကြီးစက်သားစီးတွေဒီလောက်ကြီးနေတာအဲ့လိုရာနေတိုင်းပါတာနေရရင်ကျမတို့အရင်ပြုတ်သွားမှာပေါ့လုံမနေတော့ပါဘူးတော့ဒီတိုင်းရှောင်းလိုက်ရောင်းရမှာပဲဟောင်းအေးပါကွာအေးပါမင်းတဘောဟုတ်ပြီလားဒုတိယမြောက်နေ့မှာလေပထမနေ့တုန်းကချက်ကိုပို့ပြီးတော့ရောင်းဝါကောင်းခဲ့ပြီးတော့စားသုံးသူအစ်စ်တွေပါထမှန်ရောက်ရှိလာခဲ့ပါတယ်ဟင်းတွေ့ပြီမလားယောက်ျားဒီကနေ့ကမနေ့ကထတောင်ပို့ပြီးရောင်းရသေးရင်ချောတို့ကိုဖေးတရေမှကိုရောင်းပေးတာမဟုတ်ဘူးချောရဲ့လက်ရကောင်းလို့လူတွေအများကြီးလာစားကြတာနော်တွေ့ပြီမလားအေးဟုတ်တယ်ကွာမိမရအတိကငါတို့ရဲ့ဆိုင်နေရာလေးကောင်းလို့နေမင်းရဲ့လက်ရကောင်းလို့ထင်တယ်ကွာဒီလိုနဲ့တပတ်လောက်ကြာတဲ့အထိကိုမချောတို့ဆိုင်လေးကလက်မလည်နဲ့အောင်ကိုရောင်းအားကောင်းခဲ့ပါတယ်အဲဒီနောက်ပိုင်းမှာတော့ဆိုင်ကိုမကြာခဏလာကြတဲ့ဧည့်သည်တွေကဆိုင်ကိုရောက်တာနဲ့တခုခုကိုမြင်လိုက်ရတယ်လို့ဖြစ်တာကြောင့်ဆိုင်မှာကြကြမထိုင်မင်းနဲ့ထွက်ပြေးကြပါတယ်ဒီလိုနဲ့ဆိုင်လေးကတပြေးပြေးနဲ့အောက်သည်တွေမရှိသလောက်ကိုနေပါလာခဲ့ပါတော့တယ်ဒီနေ့မှာတော့မချောတို့လက်မယားနှစ်ယောက်လေးအောက်သည်တွေကိုတနေကုန်ထိုင်ဆောင်နေခဲ့ပေမဲ့တယောက်မှမလာတာကြောင့်စိတ်ပြက်ပြီးပိုရှင်နဲ့ရောင်းကုန်တွေကိုတိမ်မို့ပြင်ဆင်နေပါတယ်မချောကတော့မကင်ရသေးတဲ့စက်သားတွေကိုနောက်နေ့မှထပ်ပြီးသုံးဖို့အတွက်အေးခံထားတဲ့ရေခဲပုံးတွေကိုထည့်ပြီးတော့တိမ်နေခဲ့ပါတယ်ဒီလိုနဲ့အဲ့ဒီနေ့ညမှာသူတို့အိတ်နေတော့အင်းရှိကနေအတန်တစ်ခုကိုရုတ်တရက်ကြားလိုက်ရပါတယ်မချောလေးအတန်ကြောင့်အိယာကလန်နိုးလာပြီးတော့တေချာနားထောင်ကြည့်လိုက်တဲ့အခါမှာတော့အင်းရှိဆိုင်တွေကရေခဲပုံးတွေကနေလာတဲ့အတန်တွေဖြစ်ကြောင်းသတိထားမိသွားခဲ့ပါတယ်ဒီလိုနဲ့မချောလေးဆိုင်ကိုတခိုးကတ်တယ်ထင်ပြီးတော့ဘေးနားမှာအိတ်နေတဲ့ယောက်ျားဖြစ်သူကိုလှမ်းနိုးလိုက်တယ်ယောက်ျားဘာတော့ကွာမိမလေးဒီမှာအိတ်နေတာကိုတော့ကလေအိတ်ကြည့်လိုက်တာလွင်ရောအိတ်ရှိမှအတန်မကြောက်လားရေခဲပုံးကိုဘာကောင်းဖွင့်နေလဲမသိဘူးထပြီးတော့တွားကြည့်စမ်းပါဒီလိုနဲ့ကိုပြုံးလေးအိမ်ထဲကနေထွက်လာပြီးတော့ဆိုင်ထဲကရေခဲပုံးကိုဓာမီနဲ့လမ်းထိုးကြည့်လိုက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သွေးပြတ်သွားခဲ့ရပါတယ်ရေခဲပုံးရဲ့ဘေးမှာယောက်ျားမိန်းမ9ယောက်6ယောက်လောက်ကမတည့်ရက်နေကြပြီးတော့သူတို့ရဲ့မျက်နှာမှာသွေးတွေနဲ့ဖုံးလွှမ်းနေပါတယ်နောက်ပြီးတော့သူတို့ရဲ့အရိုးပြန်ဖြစ်နေတဲ့လက်တွေရေခဲပုံးတွေကကြက်သားစိမ့်တွေကိုလှမ်းယူစားတောက်နေကြတယ်အဲဒီနောက်မှာတော့ကိုပြုံးရှိရာဘက်ကိုရုတ်တရက်လှမ်းကြည့်လိုက်ပြီးတော့ဝူဝါနေအခုလိုပြောပါတယ်ငါတို့ပိုက်စာနေပြီငါတို့ကိုအစာကျွေးပါကိုပြုံးလေးမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အထိတ်တလန့်ဖြစ်သွားပြီးတော့အိမ်မော်ကိုအမြန်ပြန်ပြေးပါတော့တယ်အဲဒီနောက်အိရှာတွေကိုဝင်ပြီးတော့တုံရီနဲ့ဆောင်းကိုခေါင်းမိခြုံလိုက်တယ်ယောက်ျားဘာဖြစ်လာတာတော့အဲ့ဒီမှာဘာဖြစ်လို့တော့ယောက်ျားကြီးကျမရှင်းနောက်ကနေလိုက်လာတာအဲ့ဒီမှာဘာမှမတွေးရပါဘူးကိုပြုံးလေးဘာမှပြန်မပြောတော့ဘဲနဲ့အကြောက်လွန်ပြီးအိမ်မော်ကျသွားခဲ့ပါတယ်နောက်တစ်နေ့မနေ့ရောက်တော့မချောတယောက်တည်းဆိုင်ဖွင့်မှုပြင်ဆင်နေခဲ့ပါတယ်ကိုပြုံးကတော့တညလုံးအဖျားတွေတက်ပြီးအခုချိန်ထိကိုအိယာကမနိုးသေးပါဘူးအဲ့ဒါနဲ့သူမလေးမနေ့ကတင်ထားတဲ့စက်သားတွေကိုယူဖို့ရေခဲပုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့စက်သားတွေကနန်းစော်ပုတ်ပွားနေပြီးလောက်တွေပါတက်နေတာကိုတွေးလိုက်ရပါတယ်ဒီလိုနဲ့မှချုံလေးဈေးကိုအမြန်သွားပြီးတော့လက်ဆက်တဲ့စက်သားတွေကိုတွားဝယ်ခဲ့ပါတယ်အဲ့ဒီနေ့တနေ့လုံးမှာမချောရဲ့ဆိုင်ကိုဖောက်တဲ့တရားမှလာမစားခဲ့ကြပါဘူးဒီလိုနဲ့မချောတရားဖောက်တဲ့ကိုမျှော်နေရင်းနဲ့
ဆိုင်နဲ့မလန်မကန်းမှာကုံကားတစ်စီးမောင်းလာတာကိုတွေ့လိုက်ရပါတယ်။ကားထဲမှာတော့အသက်30ခန့်အရွယ်ယောက်ျားတစ်ယောက်ကားမောင်းလာခဲ့ပြီးတော့သူဟာလမ်းမပေါ်မှာအရှိတစ်ခုကိုပြက်ကနေတွေ့လိုက်ရတယ်။အဲဒီလူရှိကချက်ချင်းဆိုသလိုပဲကားခေါင်းခန်းထဲကိုရောက်ရှိလာတာကြောင့်ကားမောင်းသမားလည်းကြောက်လန့်တကြားနဲ့စကီယာတိုင်းကိုဆွဲခွေလိုက်တာကြောင့်လမ်းဘေးဆိုင်ရှိမှရပ်နေတဲ့မချောကိုတိုက်မိသွားပါတယ်။မချောလည်းကားတိုက်မိတဲ့အချိန်ကြောင့်9ပေလောက်အကွာဝေးထိကိုလွင့်သွားပြီးတော့တတိယတစ်ချက်မရတစ်ချက်ဖြစ်နေတာပေါ့။အဲဒီနောက်သူမတတိမလက်ခင်အချိန်လေးမှာသူမကိုအပေါ်စီကနေဝိုင်းကြည့်နေတဲ့ရှောက်ကြားမိမ12ယောက်လောက်ကိုတွေ့လိုက်ရပြီးတော့တတိလစ်သွားခဲ့ပါရီ။သူမပြန်လို့လာတော့စေးရုံတစ်ခုရဲ့ကရင်ပေါ်မှာရောက်နေပြီးတော့ဘေးမှာတော့သူမကိုကြည့်နေတဲ့မိခင်ဖြစ်သူတော်များနေနေယောက်ျားဖြစ်သူကိုပြုံးကိုတွေ့လိုက်ရပါတယ်။ကဲငါသမီးမိချုံညီအခုတော့သိပြီမလားအရာရာတိုင်းကိုမမြင်ရဘူးဆိုပြီးတော့မယုံမဲမနေနဲ့ကွ။နောက်ပြီးတော့ကိုရိုင်းကမယုံကြည်ဘူးဆိုရင်တောင်မှသူတို့ကိုမလေးမစားမလုပ်ရဘူး။မချောနဲ့ကိုပြုံးလေးတော်များနေရဲ့စကားတွေကိုတိတ်ဆိတ်စွာနားထောင်ပြီးတော့နောင်နာတွေရနေတာပေါ့။ဒီလိုနဲ့စီးရုံကဆင်းတော့မချောတို့လည်းမရလေလမ်းကွာဆောင်ကအိမ်မှာမနေတော့ဘဲနဲ့တော်များနဲ့တို့အိမ်မှာလိုက်နေပါတယ်။မချောတယောက်လာတော်ကြောင်စီးခုပြီးတဲ့နောက်မှာတော့မော်လမြိုင်လမ်းဆောင်ကသူတို့ရဲ့အိမ်လေးကိုရှောင်းမှုဆုံးဖြတ်လိုက်ပါတယ်။အဲဒီလိုနဲ့စီးပွားရေးသမားတယောက်ကသူတို့ရဲ့အိမ်လေးကိုဈေးအတင်းအသင့်ပေးဝယ်လိုက်ပြီးတော့ဓာတ်ဆီဆိုင်လေးတစ်ဆိုင်ထောင်လိုက်ပါတယ်။အခုတော့အဲဒီနေရာလေးမှာဓာတ်ဆီဆိုင်ကြီးတစ်ဆိုင်ကနေရာယူပြီးတော့ဆိုင်ရဲ့ရှေ့မှာလည်းလှပတဲ့ပန်းခြံလေးတစ်ခုရှိနေပါပြီ။ဒါပေမဲ့တခုစိတ်ဝင်စားဖို့ကောင်းတာကတော့အဲဒီဓာတ်ဆီဆိုင်ကြီးကဒီနေ့အထိကိုထူးဆန်းမှုတစုံတရာမရှိဘဲနဲ့ဒီနေ့အထိကိုပုံမှန်ရောင်းစားနေရပါတယ်။ဒါဆိုင်ရဲ့နေရာကွက်ကွင်းကောင်းမှုနဲ့အတူဆိုင်ရှင်တွေရဲ့ကောင်းမွန်တဲ့စီမံခန့်ခွဲမှုကြောင့်လည်းပါမယ်လို့ထင်ပါတယ်။ဒီဇလန်တွေကဖြစ်ပျက်တွေကလမ်းစုံလမ်းကွာမှုဖြစ်တာလည်းဖြစ်နိုင်သလိုတာမန်တိုက်ဆောင်မှုတစ်ခုလည်းဖြစ်နိုင်ပါတယ်။ဒါလို့လဲဆိုတော့လမ်းစုံလမ်းကွာမှာအိမ်ဆောင်နေကြပေမယ့်စီးပွားရေးကျန်းမာရေးအကုန်ကောင်းမွန်ပြီးတော့အေးချမ်းစွာနေနေကြတဲ့အိမ်တွေလည်းတွေ့ခဲ့ဘူးလို့ဖြစ်ပါတယ်။နောက်ပြီးတော့ဒါကလည်းအိမ်မှာရှိတဲ့လူတွေရဲ့သီလသမာဓိကံကြောင်းတရားတွေတိုက်ဆိုင်နေလိမ့်မယ်လို့လည်းထင်ပါတယ်။ဘလို့ပဲဖြစ်စေကမူဒီဇလန်တွေကအကြောင်းအရာတွေကဘဝတူတာရရှိစေဖို့အတွက်ရည်ရွယ်ပြီးတင်ဆက်ပေးတာဖြစ်လို့ပရိသတ်ကြီးတို့အနေနဲ့ကြီးစုကြတဲ့အခါမှာဖြိုပြီးတခုအနေနဲ့သာကြီးစုကြဖို့မေတ္တာရက်ခံလိုက်ပါရရှင်။ချိန်ပေးပြီးတော့နားဆင်နေကြတဲ့ပရိသတ်ကြီးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ဇလန်သစ်လေးတွေကိုလည်းအားရရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်လည်းနှိပ်သွားပေးခဲ့ကြပါအောင်ရှင်။ကျွန်မကတော့တင်ဆက်သူစုပါ။